ကိုလို့သမ ्या တွေဟာနောက်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့မေးကြည့်နှလုံးသားထဲမှာရှိနေတာလားအုံနောက်ထဲမှာရှိနေတာလားအုံနောက်ဆိုတာပြက်ချင်ပြက်သွားတာပဲလေနှလုံးသားဆိုတာလည်းခွဲစိတ်ကုသရတာမျိုးတွေရှိရတယ်သိရင်အုံနောက်ကလည်းလုံးမလုံးတော့နှလုံးကလည်းလုံးမလုံးတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိတကြိုတဲ့ထဲပါမသွားဘူးလားဒါပြင်ကံတရားတွေများပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလားအဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတတကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေကထင်သွားတော့ဆိုတော့ကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစဉ်မှာဖြစ်သွားတာ mental process လို့ခေါ်တယ်စိတ်အစဉ်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြစ်ကြီးစီးဆင်းနေတဲ့အချိန်မှာမြစ်ကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုပ်လိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV နဲ့ဟာတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရှင်တဲ့ဟာတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုမြတ်စွာဘုရားတင်စအာရယခိစ္စတိဒီပုံရိပ်တွေဟာသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်စတအနုကံဟောတိဒါတွေကနောက်ကဘဝတန်တဲ့အဆက်ဆက်မှာပါသွားပြီအယိပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ်မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတ္တကမ္မတဒါဒါပုဟိတန္တိဆိုတာဒါကိုဟောတာနော်ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ထိုလှုပ်တဲ့မြကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အမွေကိုလှုပ်သူခံရမယ်ဆိုတာအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုမြတ်စွာဘုရားဆုံးမတယ်အလို့လက်ခံထားတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ပါကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်မရှိရင်ဘုဒ္ဓဘာသာမဖြစ်ဘူး